မတော်ပါနဲ့မောင်ရဲ့မောင်ရမ်းချစ်ခဲ့တာအလုံးမတော်တာ၄-၅-၆လောက်ရှိပြီကွာနောက်ပြီးတော့မတိတ်ကျန်းလာကြီးတိတ်ကောင်းတာမဟုတ်ဘူးအခုငေါ့ပဲလွမ်းရင်လွမ်းနေမှာသူ့ဘေးကပြုစု၆၆ဝေးပဲလူတရားမှမရှိဘူးအမကြီးကတော့အောင်မှာပဲကွာဒီမှာလည်းဘူးမှမရှိဘူးအိမ်မဲအိတ်နေတာမသိဘူးမလာဝေးရောက်နေတာငါစီကိုဘာလာလောက်တာလဲကျွန်တော်ငါမမြင်ချင်လာစရာလည်းမလိုဘူးကျွန်တော်ကြီးလာခဲ့တာလေရဲ့လာစရာမလိုဘူးဟာဘာစားပြီးွားရည်ဒီမှာလေကျွန်တော်ပတ်စံနေနေကျွန်တော်လုံးမထုတ်ယူရတာလေအဲ့ဒါကျွန်တော်ဖြော်ပြီးတော့တိုက်ချင်တော့ဖက်ဖြော်စရာလည်းမလိုဘူးဟဲ့တိုက်စရာလည်းအကြောင်းမရှိဘူးနင့်ကငါ့မို့လာစရာအကြောင်းတော့မရှိဘူးနင့်ကငါမမြင်ချင်ဘူးလို့ပြောပြနေနင်ဘာဖြစ်လို့ငါ့ရှိကိုခဏလာပြီးဒုက္ခလာပေးနေရလဲသတိရတော့ပါရဲ့ကျွန်တော်လွမ်းလို့ပါလွမ်းလည်းမလွမ်းနဲ့ငါ့ဘွားထဲမှာနင်ဆိုတာမရှိတော့ဘူးကွာငါ့မြင်သူကျမ်းမာကြီးကိုဆိုးဝါးနိုင်တယ်အဲ့တော့ငါထွက်သွားတာပဲကောင်းတော့ကွာမောင်စိတ်ဆိုးပြီးတော့ထွက်သွားပြီမောင်လေတကယ်မချစ်ပဲနဲ့ချစ်ရတာနဲ့မချစ်ချင်ဆောင်ခဲ့တာကျမ်းမာကြီးဆိုးနေလို့ပါမောင်ရဲ့စိတ်မကောင်းလိုက်ရဲ့မတော်ပါနဲ့မောင်ရဲ့မောင်ရမ်းချစ်ခဲ့တာတချို့အချစ်တွေကပြောမထွက်ရရင်ဆုံးရှုံးရပါတယ်ဗျာ